လုံနီလေးကအရန်လွယ်ကူပြီးတော့စားလို့လည်းကောင်းတဲ့ဘကိုးသူရဲ့ပစုံငဆုပ်လုံနီလေးကိုဝယ်မျှပေးလိုက်ပါတယ်ရှင်ဘကိုးသူကတော့ဒီလိုပစုံအကောင်သေးလေးတွေပဲဝယ်ထားလိုက်ပါတယ်ပစုံကိုရေလေး3တက်လောက်ဆေးပေးပြီးတဲ့အခါမှာသူ့ကိုအမီနဲ့ကောင်းချွေထားပြီးတော့ရေလေးတစ်ခါပြန်စစ်ထားပေးပါတယ်ရှင်ပြီးရင်သူ့ကိုငရုတ်စုံနဲ့ထည့်ပြီးတော့ညက်နေအောင်ထောက်ပါမယ်အရသာအနေနဲ့ကတော့ဘကိုးသူကစားနဲ့ဒီစနွေးမုတ်လေးပဲထည့်ထားပေးပါတယ်ရှင်သူ့ရဲ့တဘာဝအရသာတိုင်းလေးပဲစားခြင်းလို့ပါပစုံလေးတွေကိုနန်းငယ်ညံ့အောင်ထောင်းပြီးပြီဆိုလို့ရှိရင်တော့ကြက်သွန်အနီတစ်လုံးနဲ့ကြက်သွန်အဖြူ3မာလောက်ထည့်ပြီးတော့ထောင်းပေးပါမယ်ရှင်အားလုံးကိုဒီလိုလေးညက်စီးနေအောင်ထောင်းပေးရပါမယ်နော်ဆက်နဲ့ကြိတ်ပေးရင်လည်းရတယ်လို့ဓာတ်နဲ့နှုတ်ဆင်းပေးရင်လည်းရပါတယ်ရှင်ဒီပစုံငဆုပ်လုံးထဲမှာကော်မုတ်တို့ဆာမုတ်တို့ဘာမှမပါတာမို့လို့သူ့ကိုညက်စီးနေအောင်ထောင်းပေးဖို့တော့လိုပါတယ်နော်ဒီထက်မဲ့ပကံပြားလေးကိုစီလေးတုပ်ပြီးတော့အရွယ်တော်လေးတွေလုံပေးပါတယ်ရှင်စီပူပူမှထည့်ပြီးတော့သူ့ကိုမီးအနေတော်လေးနဲ့ဖြည်းဖြည်းချင်းအတွင်းရောပြင်ရောကြက်အောင်ကြော်ပေးပါတယ်ရှင်နှစ်ဖက်စလုံးရွှေဝရောင်လေးတန်းလာတဲ့ဒီကြော်ပေးပြီးရင်ဆယ်ပြီးတော့စီစစ်ထားပေးလို့ရပါပြီရှင်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်